စနစ်မရှိတဲ့နေရာမှာအမားများတယ်အမားများရင်အချိန်ကုန်တယ်အချိန်ကုန်ရင်အမျက်လျော့မယ်အမျက်တွေမလျော့အောင်ကျမတို့ဘာတွေလုပ်ထားလဲဆိုတာကြည့်ကြရအောင်ပစ္စည်းတွေကိုတသက်ရရက်ထားတယ်ဆိုတာ compass တွက်တော့အလအပတစ်ခုထက်ပစ္စည်းမှာယူတဲ့မိတ်ဆွေတွေပေါ်မှာထားတဲ့တာဝန်ယူမှုပါပဲเนาะအမျိုးအစားအလိုက်စနစ်တကျခွဲခြားထားတဲ့အတွက်ပစ္စည်းမပို့တာမျိုးလုံးဝမရှိစေရအောင်เนาะစင်မော်မှာတေချာစီထားတဲ့အတွက်ပစ္စည်းဖိမိပြီးဘူးပိန်တာမျိုးလုံးဝမဖြစ်စေရဘူးမိတ်ဆွေတို့လက်ထဲရောက်တဲ့အခါစိုင်တင်ရောက်ဖို့အဆင်သင့်ဖြစ်နေစေရမယ်เนาะဒါဟာ Compass Mobile Distribution ရဲ့စံနှုန်းတစ်ခုပါပဲရှင်စနစ်ကျတဲ့လက်တွဲပေါ်နဲ့အတူစိတ်အေးလက်ကားယူခြင်းနဲ့ဆိုရင်တော့ Compass Mobile Distribution ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39996933လုံး13လုံးနဲ့3999404090တို့အသေးစိတ်ဆက်သွယ်မြင်နိုင်ပါတယ်ရှင်